နေ့တယောက်ချင်းတိုင်းမှာအထက်ကနေကိုလိုတော်တဲ့အရာခုခုကိုစုံနေစွာပိုင်းခြားစွာရရှိတဲ့အကြောင်းနဲ့ပြောရဲဝိညာဉ်တော်ဘုရားကိုလိုတော်ကိုကိုလိုတော်ဆောင်ရွက်တဲ့ပုဆောင်တော်ကြောင့်ကျေးဇူးကိုချီးမွမ်းပါပါကိုလိုတော်ချစ်တဲ့စိတ်ကိုလိုတော်ချစ်တဲ့စိတ်နဲ့ခံရတဲ့တယောက်တိုင်းရဲ့တတ်တာကိုလည်းနှလုံးသားအကောင်းဆုံးမြင်ဖြစ်ဖို့ရှင်ပြားကိုလည်းလက်စထားဖြစ်တယ်လို့တို့တို့ကမြေတိမှာဘုရားသမားတရားစကားမျိုးစိကြတဲ့အခါမှာအပေပေါရှင်တန်ပြောတာကိုဒီလိုရှိတယ်ဗျာကိုတော့တတ်နိုင်တဲ့တိုင်းလောက်ဆုံးမှာလည်းကိုလိုကျေးဇူးတင်ပါတယ်အခုရတဲ့တရားကိုကျေးဇူးတက်တဲ့ဒီဆိုတော့ဘောခံရဲ့ထာဝရဘာသာချီးမွမ်းခြင်းထာဝရဘာသာဂုဏ်ပြုခြင်းထာဝရဘာသာချီးကိုယ်ကိုအလုံးစုံခံလိုက်တော့အစူရီတော့ရှက်ပြတ်မှာလို့ပြောခဲ့တယ်ဆိုတော့ရှက်ပြတ်တော့မှဒီလိုလေချီးမွမ်းတဲ့ကိုယ်လုံးစုံဘောရတဲ့ဆိုတော့စကားအနာတာပါဗျာအားလုံးကိုပြတော်နာမနဲ့မင်္ဂလာပါလို့ဆက်ပါတယ်တကယ်ဝမ်းသာပါတယ်ဘုရားခင်ကျေးဇူးချီးမွမ်းပါတယ်ဆိုတော့ကျွန်တော်တို့ရင်ကုန်တဲ့နေ့ကာလလေးတော့ဖြတ်ခဲ့တယ်ပြီးခဲ့တဲ့2016ဒီဇင်ဘာလဆန်းဆိုတာလေမိခင်ရဲ့ဘာရအောင်နော်ဒီဇင်ဘာလဆန်းကြီးဆိုတဲ့တော်တော်များများကဘာရောက်တော့မယ်လို့ပြောကြပြောတာကတက်ဆိုင်ရောက်တော့မယ်လို့ပြောတယ်နော်ပြောမယ်တော့ဒီဇင်ဘာလဆန်းကြီးဆိုတဲ့ဘာရောက်တော့မယ်လို့ပြောတယ်လက်စကားရင်းနေကြတော့ဘာရောက်ပြီလို့ပြောတယ်ခရစ်စမတ်ရောက်အခုကျတော့ခရစ်စမတ်ကကျော်သွားဒီနေ့ဘာသာတရားကပြောတဲ့ခရစ်စမတ်ကရောက်နေတဲ့ခရစ်စမတ်ဘာသာတရားကပြောတဲ့ခရစ်စမတ်ကရောက်ပြီဆိုတဲ့ခရစ်စမတ်ဘာသာတရားကပြောတဲ့ခရစ်စမတ်ကကြံတဲ့ပြီးကျော်သွားပြီဆိုတဲ့ခရစ်စမတ်ဒါပေမဲ့တမန်တရားကပြောတဲ့ခရစ်စမတ်ကတော့ကြံခဲ့တာမရှိဘူးရောက်ပြီဆိုတော့လည်းမရှိဘူးစောင့်လို့လည်းမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ကြောက်တာတပတ်မှာဘယ်နည်းရှိလဲမနေ့ကတော့နေမှာပြပတ်ပဲလည်းဆိုဆက်ရတယ်ကျွန်တော်ပြတယ်လည်းမတူဘူးဖြစ်တယ်ဒါကဘယ်နည်းလဲခေါ်ရရှိဒီကအင်္ဂါလို့ခေါ်ရမှာနေရာဦးအင်္ဂါဘယ်နည်းပဲရှိလဲဒါကြောင့်လို့အင်္ဂါရဖို့အတွက်တော့ပြန်ဆောင်မယ်စီတပတ်ပြန်ဆောင်ဘာလို့ဆိုနေနဲ့အင်္ဂါမဟုတ်တယ်လို့ကြောက်ခရစ်စမတ်ကိုအဲ့လိုတတ်နေရင်ခရစ်စမတ်ရောက်တဲ့ဘလောက်ပြန်ဆောင်လဲတနေ့ပြန်ဆောင်အဲ့တော့ခရစ်စမတ်ပြန်လေးပဲမှာဘာမှမဆိုတော့ဘာလို့ရောက်ပြီဆိုလည်းမရှိဘူးကြံလေးဆိုလည်းမရှိဘူးဘာလို့ဒီအားလုံးသိတယ်ခရစ်စမတ်ဆိုတဲ့စကားလုံးက Christ ဆိုတဲ့ဖခင်နဲ့ Mass ဆိုတဲ့သူတတ်တာအတူဖြစ်သွားတာတတ်တာအတူလားအတူဖြစ်သွားတာတက္ကနာဖြစ်တာထာဝရဖြစ်တာဘယ်တော့မှကွာအဲ့တော့ကိုအဘဒုက္ခမှလည်းမလုံးနဲ့အဲ့ဒါကိုရှင်ဘောလို့ကမှတော့ကြားတယ်လို့ပြောတယ်။ဒါမှတော့ဘယ်ကြည့်ပါစေ။တော်တော်များကေဒီကြီးနဲ့တော့ရှိတတိကျန်ကောင်းရမယ်ဆိုတာကိုကျွန်တော်မှဆောက်တယ်။တကယ်တော့ကေဒီကြီးရဲ့အရေးကဖျားနဲ့အတူဖြစ်တာ။ဘယ်လိုလဲဒီပဲ။အဲ့ဒီခရစ်စမတ်ကဆောင်းနေတာဟုတ်တော့။ကျောင်းလိုလည်းဖြစ်တယ်တော့ဆရာဘယ်လိုပြော။ဒါမှမဟုတ်ဒီနေ့ကျေးဇူးရှိမှပါတယ်။တရားမှန်ကျွန်တော်တို့ဟောဆက်ပြီးလိုက်။ဟာလေလုယာ။ဒီနေ့စာလာပြီးတော့အားထုတ်တယ်ဆက်။ဒါလေးစီကကျွန်တော်အားလုံးယုံကြည်နေကြတဲ့ကြံတဲ့ပါရှင်မာကုပြမယ်အညီလေးနဲ့35ရှင်မာကုပြမယ်အညီလေးပတ်နဲ့35ရှင်မာကုပြမယ်အညီလေးပတ်နဲ့35အားလုံးတွေ့ပတ်မယ်တွေ့တဲ့ကျွန်တော်ရှာတာဒီနဲ့ဒီဘက်လာပဲကောင်းပါတော့နော်ရှင်မာကုပြမယ်အညီလေးပတ်နဲ့35ရကြပြီလားရကြပြီလားဘယ်လိုလဲရပြီမျိုးမရဘူးမျိုးဒါတော့ဆက်ပါတော့လေးစက်နေဖြစ်ပါလို့ရှိရတယ်ဟုတ်ကဲ့ရပြီနော်ထိုနေ့ညအချိန်နဲ့စပြီးတော့ထိုနေ့ညအချိန်နဲ့ကိုရောကကံတစ်ဖက်သို့ဦးချပုံနှံဟုမိန့်တော်မူရင်တတိယတော်သည်လူစုဝေးရာမှထွက်၍လေပေါ်၌ရှိနေတော့ကိုရောပါရဲ့တွားကြရတာကျေးဇူးတင်ဒီချက်ကျွန်တော်အားလုံးသိတယ်ဒီချက်အားလုံးသိတယ်ကြားတော့နော်ထိုနေ့ညအချိန်နဲ့ကိုရောကကံတစ်ဖက်သို့ဦးချပုံမိန့်တော်
ဒီကနေ့ဒီပေါ်၌ရှိနေတော့အဲ့ဒါဒီကောင်မလို့အရင်ရှိနေပြီလားကိုရောကရှိနေပြီလားဖြစ်တယ်ဟာလေလုယာဒါဆိုဒီခီးစဉ်ကဘယ်သူဥဆောင်လာလဲဘယ်သူဥဆောင်လာလဲကိုရောဥဆောင်တယ်ဘယ်သူခီးစဉ်လဲတပည့်တော်တွေကကိုရောခေါ်တာကိုရောကတပည့်တော်တွေခေါ်တာကဲဘယ်သူဦးကြတာဆိုဘယ်သူစကားလဲကိုရောရဲ့စကားဒါဆိုသူကခေါ်တာပဲဘယ်သူဥဆောင်လာလဲတော့တယ်အဲ့တော့ဒီကောင်ကရှိနေတော့အဲ့ဒီကောင်ကဘာလို့အရင်ရှိနေတာလဲကိုရောကအရင်ရှိနေတာကျွန်တော်ပြောနေတယ်အဲ့ဒီစီရောကကံဖက်ကိုသူ့ဖို့တယ်ကံလက်ဖက်ကိုရပ်ဖို့တယ်အဲ့ဒီစီရောကသူကအရင်ရှိနေတာကိုရောကအရင်ရှိနေတာဒီဘောနဲ့ရှိနေတော့တိတ်ထားတယ်ဒီဘောနဲ့ရှိနေတော့ယာတူမပြောဘူးဒီပေါ်နဲ့ရှိနေတော့တခြားရတယ်ဘယ်သူပေါ်လဲတယ်ဒီပေါ်ကအဲ့ဒါဆက်တယ်ကျူပြီးရှိနေတော့ပေါ်လာဟာလေလုယာကျွန်တော်ရဲ့မနေ့ပြန်နေတိုင်းမှာဒါနဲ့အနာကစက္ကန့်နိုင်မိနစ်တိုင်းမှာရှိနေတော့ပေါ်လာတဲ့အချိန်အင်းဆက်ပါဟာလေလုယာဒါဆိုရင်ကျွန်တော်တို့ဒေတာရဲ့အနာကရှိတယ်တော်များများကတော့ဆက်နေတယ်ကိုကြတာမရှိတာဆိုရင်ဘာနဲ့မှရှိတဲ့ပတ်စံတွေကလည်းစဉ်းစားတယ်။တို့လိုမှရှိကြတယ်ကလည်းစဉ်းစားတယ်။ဘာလို့ရှိမှဒါရှိတာလဲ။ဘယ်တော့ပတ်စံဆိုဒီနေ့တော့တောင်းတော့လောက်ပါတယ်။ဘယ်လိုရှင်းလဲပေါ့လေ။ဘုံတော်လေးကြီးတာကကျွန်တော်ရဲ့ရှင်းမှရှိနေတဲ့ကိုယ်အဲ့ဒါကြီး။ဒါကြောင့်ဆက်နေတယ်ကျွန်တော်တို့ရဲ့ရှင်းကိုယ်မှရှိနေတာ။တဲ့ရဲ့အနာဂတ်နေ့တိုင်းမှာကိုယ်ရှိနေတာ။ဟာလေလုယာဒီနေ့ကျွန်တော်တို့ကဆင်ခြင်လို့ပဲကဘာဦးကျန်ခန်းကြီး19ပါးဒီ19ကဘာဦးကျန်ခန်းကြီး19ပါးဒီ19အားလုံးကြည့်ရအောင်ကဘာဦးကျန်ခန်းကြီး19ပါးဒီ19ကျေးဇူးတင်တယ်ရပါလားโอเคအားလုံးကျွန်တော်တို့ဒီလိုကြည့်ပါလိမ့်မယ်နော်အားရပါရဲ့ဖိုင်အောင်ဒီနေ့တော့ကျေလို့လာတော့ခါဒီဒီအသက်ချမ်းသာရတဲ့ဟာရေတော့နောက်ဆုံးအဲ့ဒီလိုချင်းနဲ့ညီညီတော့အရနိုင်အလင်းမနေနဲ့တာမော်တော့ကျေတော့သုံးဖို့ဆုံးနေနောက်တော့ပြန်ဖိုင်အောင်ပြေလို့ရောက်တော့ခါဒီဒီအသက်ချမ်းသာရတဲ့ဟာရေတော့နောက်ဆုံးအဲ့ဒီလိုချင်းနဲ့ညီညီတော့အရနိုင်အလင်းမနေနဲ့တာမော်တော့ကျေတော့သုံးဖို့ဆုံးနေရေးချက်ရှိပါတယ်ကျွန်တော်အားလုံးပြန်ယတိလေးဆိုလိုက်ရအောင်အားလုံးယတိလေးဆိုလိုက်ရဘေးကဘာမှမထုံးနဲ့တော့ဟုတ်ပြီကဲလိုက်ပြောမယ်ပြေတော့နောက်တို့လည်းမချင်းနဲ့ညီညီတော့အရနိုင်အလင်းမနေနဲ့တာမော်တော့ကျေတော့ပြန်ပြောရှင်းအောင်ပြေတော့နောက်တို့လည်းမချင်းနဲ့ညီညီတော့အရနိုင်အလင်းမနေနဲ့တာမော်တော့ကျေတော့ဘာလို့လဲပြေတော့နောက်တော့တဲ့မချင်းနဲ့ညီညီတော့ရနိုင်အနည်းမနေနဲ့တောင်ပေါ်တော့ပြေတော့အကုန်လုံးကရောက်နေပဲပဲထားတယ်အဲ့ဒါဆိုတော့အမိန့်ဘယ်သူအမိန့်လဲအဲ့ဒီလေးခုဆိုတော့ဘယ်သူစကားလဲဘယ်သူအမိန့်လဲအဲ့တော့အဲ့ဒီလေးခုဆိုတော့ဘယ်သူအမိန့်လဲဘယ်သူစကားလဲအဲ့ကျန်တဲ့ကိုဖတ်တဲ့အခါမှာဘာနဲ့စပါလဲဆိုရင်ပြေလို့ရောက်တော့အပြေနဲ့စပါလဲဘာနဲ့စပါလဲတတိယအဲ့ဒီစကားလေးခုကအပြင်ကိုရောက်တဲ့လူနဲ့ပဲဆိုင်တယ်။ဘယ်ပြောတဲ့လူနဲ့ပဲဆိုင်လဲ။ဘာလို့ဆိုဘုရားကအဲ့ဒီစကားလေးကိုဘယ်အချိန်မှပြောတာလဲ။အပြင်ကိုရောက်မှပြောတာ။ဟုတ်ကဲ့ဆက်ပြောမယ်နော်။အဲ့ဒီစကားလေးကိုဘုရားဘယ်ပြောမှပြောတာလဲ။ဘာလို့ဆိုအဲ့ဒီစကားလေးကဘယ်ကိုရောက်တဲ့လူနဲ့ပဲဆိုင်လို့လဲ။ဘယ်ကိုရောက်တဲ့လူကနားလဲ။ဘယ်ကိုရောက်တဲ့လူကပဲနာခံလို့ရတယ်။ဟုတ်ကဲ့ဒါဆိုရင်အပြင်ကိုရောက်တော့အခါတော့စတဲ့အတွက်အပြင်ကိုမရောက်ခင်နေရာမရှိပါရှိမှာအဲ့ဒါကိုနေရာဟောင်းလို့ဒါဆိုအပြင်ရောက်နေရာအတိဒါဆိုတရားရဲ့ခုမှပြောတဲ့အမိတ်လေးကိုစကားလေးကနေရာဟောင်းမှလွယ်လာနေရာအတိကလွယ်လာနေရာအတိကလွယ်ဖြစ်တယ်ဒါဆိုရင်
ပြင်လို့ရောက်တော့အခါဆိုတဲ့တော့သူကနေရာဟောမှာရှိသေးတယ်။ဘာမှရှိတော့နေနေရာအစ်ကိုတော့ဒါဆိုနေရာအစ်ကိုနောက်ပြီးအရင်နေရာရှိလား။ โอเคကျမ်းစာတိုင်းပြောကြအဲ့ဒါဘယ်သူပြောတာလဲကျမ်းစာတိုင်းပြောကြအဲ့ဒါဘယ်သူပြောတာဟမ်ယောဟန်နဲ့ပေတရုတို့လုံးချင်းတယ်နော်ဘယ်သူပြောတာလဲယောဟန်တို့ကဆိုဘယ်လိုပြောလဲငါပြောကန်နေလေနော်ဘယ်သူပြောတာလဲယောဟန်ကဲယောဟန်တော့ဘယ်သူနဲ့ဆိုင်တော့လောက်ပါကျွန်တော်ညနေကျတော့ပြောနေအမိုးတော်အောင်လုပ်ဘယ်သူနဲ့ဆိုင်တော့သူလဲထာဝရဘုရားနဲ့ဆိုင်တော့သူဒါဆိုတော့ထာဝရဘုရားနဲ့ဆိုင်တော့ကျွန်တော်တို့ကဘယ်သူနဲ့ဆိုင်ထာဝရဘုရားနဲ့ဆိုင်ဒါဆိုဒီစကားတွေကဘုရားနဲ့ဆိုင်တော့ကျွန်တော်တို့နဲ့မဆိုင်ဘူးဆိုင်တယ်ဒါဆိုရင်ပြင်တော့ရောက်တော့အခါလို့ပြောရဲအပြင်ရောက်ရင်ရှိကြတဲ့နေရာပဲနေရာအတွင်းဟောအဲ့အတွင်းရဘယ်နေရာလဲကျမ်းစာတိုင်းပြောတယ်တော့လို့ကြားပြန်ပြန်ပြောနေဆွဲလို့ပါတယ်တော်တော်နဲ့ဘောမနာကိုစတဲ့လေပါဟုတ်ပြီနော်ကျွန်တော်တို့အချင်းတို့ကလာတဲ့ဘောင်းကိုင်တော့လာကြည့်တော့တမဟာမင်းပြန်ပြောနေโอเคအဲ့တော့အခုပြောမယ်နော်သူတို့အရင်ရှိခဲ့တဲ့မျိုးပါပါတယ်တော်တော်နဲ့ဘောမနာသိကောင်းတယ်တော်တော်နဲ့ဘောမနာအဲ့ဒီမျိုးကနေတော့ကြားတာပြည့်ရွယ်တယ်ပြောတယ်အဲ့ဒီကရင်းကြီးနေတာပေါ့နော်အေးကိစ္စတွေကတရားတင်းဆွဲဖို့ပြလိုက်တာအပြင်ကိုရောက်လာတော့အဲ့တော့တောနဲ့ဘောမောလို့ဆိုတာနံပါတ်1ဘာပုံရတဲ့နေရာလဲဘာပေါ်လဲအကုန်ပေါ်အားရတော့ဒီဘာပုံပေါ်လဲနော်ဟုတ်ပြီအဲ့တော့ပြောပြမယ်ဒုစရိုက်မှုပေါ်များတယ်ဘယ်နေရာလဲဒုစရိုက်မှုပေါ်များတယ်အဓိကတော့နဲ့ဘောမောလားဒီမှာထားပါတရားရဲ့စီရင်ခိုင်းတယ်သူရဲ့စီရင်ခိုင်းတဲ့နေရာလဲတောင်းနေကနေကန့်နေရောတဲ့မီးတောင်ချပြီးစီရင်ခိုင်းတဲ့နေရာဖြစ်တယ်ဟုတ်ပြီပြောမယ်နော်တောင်းနဲ့ဘောမနာပြောသူရဲ့စီရင်ခိုင်းတဲ့နေရာလဲတရားရဲ့စီရင်ခိုင်းတဲ့နေရာအခုအဲ့ဒီမှာတို့တွေရှိသေးလားမရှိတော့အပြင်ကိုရောက်လာပြီဆိုတော့တဏှာနဲ့အကျိုးတွေကဘသူရဲ့စီရင်ခိုင်းတဲ့တော့သွားတာပြောတယ်ဒါဆိုပြင်တော့ရောက်တော့အခါဆိုတဲ့အကျိုးတွေကဘာလို့ပြောနေတာလဲတရားရဲ့စီရင်ကနေပြောတော့ဒါဆိုအဲ့ဒီတရားစကားလေးပေါ့ဘုရားရဲ့အမိန့်လေးပေါ့ဟာစီရင်နဲ့မရှိတဲ့ပြောတာစီရင်ကနေပြောတဲ့ပြောတာပြောတဲ့နေရာဟောင်းကလည်းပြောတာနေရာသစ်ကလည်းပြောတာလူဟောင်းကလည်းလူသစ်ပြောတာဒါဆိုဒီမှာရှိတဲ့နေရာဟောင်းကလည်းနေရာသစ်ကလည်းပြောတာဘယ်လိုလဲဒီကြလားစာရတာမင်းလားခါတာမင်းလားတော့ပြောမယ်အဲ့ဒီစကားလေးပေါ့နေရာဟောင်းတွေမှာနေရာဟောင်းတွေနားမလဲနေရာဟောင်းတွေမလိုက်နိုင်နေရာဟောင်းတွေလည်းမဆိုင်အဲ့တော့ဘုရားသခင်နေရာဟောင်းမပြောအသက်ကိုဆွဲထုတ်တာပြောတာဒါကြောင့်မလို့ဘုရားသခင်စီရင်ကနေအရင်ဆုံးဆွဲထုတ်လိုက်တယ်စီရင်ကနေတွတ်သွားပြီတွတ်သွားပြီးတော့မင်းတို့နေတဲ့လိုနေတော့ဘုရားကပြက်ထားလိုက်တယ်အဲ့ဒါသူပြောတယ်စီရင်ကနေပြန်တော့တရားပေါ်ထုတ်လိုက်ပြီတွတ်သွားပြီနေရာဟောင်းမရှိတော့ဒီလိုပဲဘယ်တော့အဖြစ်အားရတဲ့အားဖြင့်ကျေးဇူးတရားနဲ့ထားရှိတဲ့ဘုရားဖြင့်ကျွန်တော်ကအာရယမျိုးဆက်ကနေပြောက်သွားပြီတကယ်ရှိတဲ့မျိုးဆက်တဲ့ရောက်လာပြီလောကမှာဘာမဟုတ်တော့လူသိစစ်စစ်ဖြစ်သွားပြီအတ္တတဲ့တဲ့ကိုရောက်လာပြီအဲ့ဒီလူကိုဘုရားကမြင်နေတယ်လို့ပြောတော့ဆက်ထားတယ်ဒါလေးပြောတယ်အဲ့ဒီလူတဲ့ဘုရားကစကားလေးဆက်ပြလိုက်တာဒါမှတော့ဘုရားပါစေအဲ့တော့ဒါဆိုတမင်နဲ့သင်ဟာနေရာဟောင်းနေရာသိပါလားတော့ဒီစကားလေးကတင်နေဆိုင်တာဆိုင်တယ်နံပါတ်1ကပါအဲ့ဒါဒီစကားဘယ်သူအမေဆိုတော့နာမည်ဆိုင်တဲ့သူကနာမည်ဥပမာစစ်ဖို့ရပါစစ်သားတွေအမေပေးလို့ရှိဘယ်လိုကပြတော့ပါလဲလောက်ရတယ်ဒါပေမဲ့ခဏခဏမှာနွားကြောင်းတယ်နွားကြောင်းသားလေးကစစ်တွေကစစ်သားတွေအမေပေးတာသူလိုက်လို့ဆရာလို့လားဒါပေမဲ့လို့အရေးကြီးလားလို့ဆရာဆက်ပြလိုက်ဒီမှာရှိဘူးလိုက်လို့ဆရာလို့ဘာဖြစ်လို့စစ်သားတွေနာမည်ဆိုအဲ့ဒီအမေကဆိုင်တယ်ဒါဆိုကျွန်တော်တို့ဘုရားနဲ့ဆိုင်နေဆိုဒီအမိန့်ကိုနာမည်ကိုလောကလို့လားနာမည်ကိုဆိုတော့ပြောပါမယ်ဘာမှမပြောတော့ဟုတ်ပြီနော်အဲ့တော့ပြောပြချင်တယ်အဲ့တော့အဲ့ဒီအမိန့်လေးကိုလည်းနံပါတ်1ကပါပဲရေးကြည့်တယ်ဒီဆုံးရောက်ချင်နံ
Nampak ketiga, the very first. Pertama uzur tiga mati apa namanya? Ini sama. Yang mana sorry tahu. Punya ada kamu boleh jawab apa? Kau bilang, kalau oleh, ya. Terus tapi di sana kita boleh berani sih. Ya, yang nanti, bahwa kamu ini sesuatu boleh. Ada tak kamu ini sesuatu boleh. Bahwa kamu itu pada sana dalam ini ada itu. Karena dunia itu loh dia bahwa dia nampak tengok dan itu adalah hidup dia. Haleluya. So next sih, beriaga dengan ada, bahkan dengan ada sih. Kalau ni beriaga dengan ada, tolong deh, orang miukan itu lah. Niru ni bukan yang luar sila, wiru ni bukan yang luar sila. Beriaga itu dia tanpa ni, terus yang dapat ni, cara yang bukan yang luar sila. Nama orang sila. Bisa dapat tiga dari emosi. So, tak siapa pun semua yang emosi. Any new apa? Any new yang saya tinggal rancang yang tinggal. Apa itu yang tinggal? Oh, orang tu lepas kami yang semua orang yang tinggal emosi. Oh, orang pada tahu emosi. Oh, orang pada agree. Oh, orang pada tiga tahu emosi yang tinggal. Asal tu kau boleh yang emosi. Ada yang ini, bingung. Kalau pada malu, mana pada dia, Rusia ini pada itu dia, era sangat kuat dia. Pada masa yang tak sini tak ada Rusia, pada ada Rusia, ini mana ini kan? Nampak. Cenderung tak sini tak sini boleh ulang. Tak kuat sih, hanya ini saja. Cenderung tak sini tak sini Rusia sama itu. 但心之外，有毛毛。我比呢，这种但心法的就是不要拿这个来保护，但心法的是被人家被地方有点保护，但心法的是有这个这个有毛毛。这个这个都不要了这个，但心其实也闹嘛，哎，不要其实生意还没有哪个比但心法的是有不了，这样的东西，那么的东西发生，刚刚我们读下来吧，都要这样的。 第一场演出呀，那比如你说的，那种比较大意，三比较，那种比较看三比较，三的话我两一些，那个我单人把它给整个了呀，我们三个一起把人过来个嘛，三个中间三的那个你不懂，一些干嘛你不来，我那还我都你不，哎我三个我当然没来，明白吗？ Wadana ya sana wadana, sana ya wadana wadana. Sana ya wadana, cetana kau ni dia. Cetana ya sana wadana, sana ya cetana wadana. Sana sekali, mana orang ni? Cetana wadana tu mana? Tapi ada bawa ada cetana wadana. Nanti tu orang ada yang lucu. Jangan cuma sih tu ya tak bawa apa. Jangan tu ni, naik wadana wadana. Haleluya. Kalau Rusia yang berada di sana dalam Rusia, cuma sekali dia, dia tahu sahaja. Tidak mungkin ada nama, terlalu tenenya, contoh tenenya ada tahu nada. Ayo di sini kita ada home misi, yang kita ada misi, yang ini ni selain ada yang ada. Tenenya ada tenenya dia tak boleh berada. Kalau Wadah ada pula, macam ni yang wadah ada pula. Dan apa kalau, temu sini ni, nyata, nyai saya temu orang kalau tidak no, ayo aku loki masalah di usaha di mana mau, ubah aku, apa ni? Jadi sini, ada dari sini ini dia. Kalau sini kami kau sabun, tapi di pom kami ada, itu boleh. Apa orang lain, saya orang macam ni, ini dia, orang lain ada tentunya ayat ni, orang mana itu sila, orang yang sila tu, lain yang kalau orang sekarang ini orang memang sekarang itu macam apa? Yang dia ada pemilik, saudara makan yang kejauh, cuma orang besarnya, ni yang berjauh, di tempat yang sendiri mana, tu dia apa? Tempat orang apa ni? Cantik dia punya dia macam ini. Orang ini macam ni, ni. Kayak mana tu?
more a son, you get. What's that? Kada, what's that? Kada, what would you say? What's that to you? Well, I am using that. Do you have the money? But the money, we are the money. I don't want that. Jack, what is about it? Not what I will gather with a second. The third don't get the other second. What's on that guy? Why are you doing that? Do you having ever better one? Ain't the more I go on you, dance up in the night for the foundation of the woman about the money. How can you lose it? But no, I know you can't money. Really, ask me to do what I know you. I am doing it to get it over. I'm a cheap.
ရားတော်ကိုပြီးထားတဲ့ချေဘုရားတော်ကိုပြီးထားတဲ့ချင်းဘုရားတော်ကိုပြီးထားတဲ့စွမ်းစားဘာလို့ကျွန်တော်တို့လုပ်နေလဲအားလုံး24နာရီရတာတူတူကျွန်တော်တို့ဘာလာလဲပေါ်တဲ့တဲ့ဆန်းစားနာမတော်ရှိပါစေတဲ့ဟာသူဆက်ဟိုတိချာရက်တူတော့ဘုရားတော်မှာတရားထုတ်ပြခြင်းနဲ့ပေါင်းပါစေ။ဒါဒီကဘာလို့အောင်လဲ။ဒါဆိုပြီးတော့ပြီးတယ်ကြာ။ပြီးတော့ပြီးတယ်။စက်တယ်လို့ပြောလာရရပြန်ပြီးတော့ရင်ဆိုင်ပြရမှာကြောင်းခိုင်းပြရမှာလား။ကြောင်းခိုင်းဒီစက်လည်းတော့ကြောင်းခိုင်းပြရတာ။ပြောနေတယ်နော်။ပြောနေပြရတာ။ကြောက်ရင်ကြောက်တကယ်ကြီးနေကြတယ်မှာဒီကိုရတဲ့ဒီစက်ကိုလှည့်နေလို့ရှိတယ်။ဒီကြောင်လည်းအသိပြပါ။ဟုတ်ပြီနော်။ဒါလည်းအသိပြပါ။ပြောနေတယ်။ကဲဟာနံပါတ်၄ကလည်းနောက်တော့တဲပြီးမချင်းနဲ့ကျွန်တော်မင်းများနောက်ကိုတဲမချင်းနဲ့ဆိုရင်နာမည်ကိုလွယ်လာတယ်လွယ်လာကြတာဒီနေ့မှာလွယ်လွယ်ရှိတယ်တဲ့ပြီးရှင်ကြိုက်ကလည်းလည်းတော့တက်ပါဒီတက်ကိုကြိုင်တော့တော့တက်ပါနောက်ကိုတဲမချင်းပြီးတော့ဒါလေးပဲဘာလဲလို့နောက်ကိုတဲမချင်းပြီးတော့ဒီကဆတ်တာတော့ဘာလာလဲဆိုကြည့်ပြီးအောင်လို့ရှိရင်လည်းနိုင်ဖြစ်တော့ဘုရားတဲ့တော်လေးအခုရှိနောက်ကိုတက်ချင်တဲ့အိမ်မှာဘောမှာအချင်းပြန်စမ်းဘောမှာအတွေ့အကြုံပြန်တော့တန်တာဘောမှာထူးတန်းစတဲ့ပြန်နေချင်တာတကယ်တော့ဒီတဲ့ဘောမှာအချင်းပြန်တော့မကန်တော့ဘူးဒီတဲ့ဘောမှာစမိုင်းမကန်ဘူးဒီတဲ့ဘောမှာအချင်းမကန်ဘူးဒီတဲ့ဘောမှာကတော့လုံးဝဆန့်ကျင်တော့ဘာလို့လဲအဲ့ဒီလိုတဲ့နာမည်နဲ့တက်တော့တယ်လို့နိုင်ရှိတယ်။ဒါကြောင့်လည်းရတယ်။ဒါကြောင့်မို့အခုဣဒရာတွေအဲ့ဒီကထွက်လာတယ်။ထွက်လာတဲ့ဒီအေလိုဝင်နေပြေးပြီးဆက်သွားဘလို့မရတော့ဘူး။နောက်ကနေအဲ့ဒီဉာဏ်တွေကဗိဓာဘုတ်လိုက်တာတတ်ဖို့လိုက်တာလား။တတ်ဖို့လိုက်တာဗိဓာဘုတ်လို့နော်။တတ်ဖို့လိုက်တာအဲ့ဒီချိန်မှာဣဒရာတွေဘာလို့ဖြစ်တယ်ဘုသူဖြစ်တယ်လေမောရှိကိုဖြစ်တယ်။ဘယ်ရအောင်တင်းရင်းရှိနေမှာငါတတ်တာပြီးတော့အားကြီးကျတယ်တော့။တရားတော်ကငါရှိမှတည်တယ်လေ။တင်းရင်းရှိမှတည်တယ်။ဒီနေရာမှာတင်းရင်းမရှိတင်းရင်းရှိရဲ့အဲ့ဘုမှာတော့ပြန်ပြီးကြောင်းခါတာပို့ကောင်းနေတယ်ချင်း။ဒီနေရာမှာတော့ငါတတ်တာ။ဒီမှာတည်နေအစားတော့အဲ့ဘုမှာပြန်ပြီးကြောင်းခါတာပို့ကောင်းတယ်။တရားဒီစောနာအေလိုဝင်ရဲ့တတ်မှရှိတဲ့ခါနာကြီးကနောက်မှရှိတဲ့အဲ့ဘုကခါနာကြီးစမ်းစစ်တာဒါနဲ့တော့ကောင်းနေဆိုရတယ်ကျွန်တော်ရဲ့ရှင်းမှရှိတဲ့အေရုံစတဲ့အဖြစ်ကတော့နောက်ကိုပြန်ဆက်လို့မဆက်ရဘူး။ဘာလို့လဲကမာဂရဏမာရီနဲ့အလိုသမီးတနည်းနည်းနဲ့အစောကြီးရှင်းတဲ့နောက်ရောက်နေတယ်မှာထားတော့တက်ခင်ရှိတာအောင်စီးနေတယ်သွားရတယ်။သူတို့ကောင်းတယ်မှာယေရှုရှိသွားတယ်။ယေရှုရှိသွားတယ်။ဘယ်လိုရှိသွားမလဲ။သူတို့ကောင်းတယ်ရတယ်သူလေ။ဘယ်သူနဲ့ပြေဖို့လဲ။ကောင်းတယ်မှားလားမှန်တယ်။အဲ့ဒီစီဝင်အားလုံးပြန်စစ်တော့သူတို့သွားတာရမ်းနေရောက်တော့တော့ဟုတ်ပြီလေအဲ့ဒီတွင်းမှာပဲခဏကြောက်ကုန်ကြီးအကြီးကြီးပဲတဲ့ငါတို့ကသူကတိတ်ပေးမှာလေတဲ့အထက်မှာယေရှုပိတ်လာတာလေဘယ်လိုလုပ်မလဲတဲ့ကျမ်းစာထဲမှာထိုကြောက်ကအလွန်ကြီးသောကြောက်တဲ့မှတ်ရတယ်။ဘာလို့ဆက်ကြောက်အဲ့ဒီလာတယ်ထိုကြောက်ကအလွန်ကြီးသောကြောက်တဲ့ဆိုအဲ့ဒီကြောက်ကြည့်မှာတော့မျိုးသမီးတွေအားရတဲ့မျိုးသမီးတွေသွားကြတာဒီကြောက်တော့ကိုတိတ်နေတယ်ပဲမရှိတဲ့လူတော့ငါတို့ပြန်တဲ့ရအောင်နော်ယေရှုကောင်းတယ်ဆက်သွားတဲ့အခါအန်ဩဇာကောင်းတယ်အဲ့ဒီကြောင့်လို့ညာသူတို့လက်ဖြားနေတော့ပို့ရဘယ်လိုလုပ်မဖြစ်လိုက်လဲကျွန်တော်မေးစေကျွန်တော်ရဲ့ခွန်အားနဲ့လည်းကြောက်လို့တဲ့လို့တော့ပြင်နေတဲ့လို့တော့တက္ကနာတဲ့ပြိုင်ကနာနာအများကြီးအဲ့ဒါတော့ပြန်မဆုံးပါဘူးဘာလို့လဲကဣဒရာဒီကိုရမောရှိတာဖြစ်နေတယ်မောရှိတော့လည်းလိုက်စီတော့ညီမလေးရဲ့ရန်နေတာဒီနေ့ဒီမှာလိုဒီမှာလို့ပြောတယ်ဘာလို့နေခိုင်းတာဣဒရာဒီကိုရပါဘာနဲ့ကြတယ်မငြိမ်လို့ပေါ့ဒီဟာညီကိုလည်းမညီကိုလည်းခက်တယ်ညီကိုကက်တယ်တော့ကိုညီလာနော်ညီကိုငါကက်တယ်တော့ကိုရလို့ပဲအဲ့ဒါမရှိရတော့ညီလေးတွေဘုံနဲ့လည်းလက်စပါဖရောပြအားလုံးကယနေ့ကြတော့ရောကယ်ရင်ကိုကြည့်ရှုကြတော့အဲ့ဒီကယ်ရင်ကဒီလိုနဲ့ဒီတော့ကယ်ရင်ကဝင်ကယ်ရင်တော့တော့အဲ့ဒီကယ်ရင်အဲ့ဒီမှာထွက်လာပြီးတော့အခုပြောတဲ့ကယ်ရင်ကဒီကနေ့နဲ့ဆက်လက်ပြတ်နေတာဒီကနေ့နဲ့ဆက်လက်ဒုက္ခတွေကဒီကနေ့နဲ့ဆက်လက်ဖြားလာနေတဲ့
ကြောင်းနဲ့ပြည့်တယ်ကဲမရှိလားရှိလားအဲ့ဒီအခက်ကြီးတွေကြားတယ်ဒီဒီနဲ့ကဲဒီတော့ဒါတော့ပြည့်တဲ့တာဆိုတာကဲဒီနဲ့ဘုရားလုံးတာဘုရားကလုံးတာမြင်တွေ့ဖြတ်ထားနေတဲ့တာပြည့်တဲ့တာလို့ခေါ်တယ်ဟာလေလုယာရှိပါတော့ပါဟုတ်ပြီတော့ဒါကြောင့်မလို့ဒီလာတဲ့နောက်ပြန်သွားတယ်ဒီတော့အဲ့ဒီအခက်ကြီးကနောက်ကိုပြန်ဆုပ်လို့ရတယ်ရှိတော့တော့တော့ဆက်ကြပြရအောင်လည်းတော့ကြခရီးရတာဆက်ပြီးစီးရတယ်ဆက်ပြီးစီးနေမလဲဘူးတဲ့ဆက်ရတယ်ဟုတ်တယ်မလားစီးနေမှာမလဲရတယ်ကျန်တယ်မလဲတော့လေလဲတော့ဆက်ပြီးတော့ဘက်ပြန်သွားအဲ့တော့ခရီးရတာလည်းဘက်ပြန်သွားဖို့ပါရှေ့ပဲကျွန်တော်တို့ဆက်တော့ရလို့လေညာစီအောင်လက်စားရှိတယ်ဆက်ရှိတယ်ကျန်တာလည်းစားရှိတယ်ဆက်ကကြီးကြီးကလည်းမဆက်ချင်ဆက်သွားတယ်ဘယ်နဲ့တခင်ရမယ်ဟာလေလုယာရတနာဘုန်းနဲ့ဆိုင်ကိုနားနေတော့ဘယ်အချမ်းစီကြာစေဘုရားတော်ဝင်နေတယ်ဘုရားနဲ့တော့ခံတာတော့နေတယ်ကျွန်တော်ရတနာနေဟာလေလုယာဘုရားကိုလည်းရတနာဆက်ပါဘုရားတဲ့နောက်ပြန်သွားလို့မပြောနဲ့တဲ့ချစ်တာပဲဘာတော့လဲသူ့ရဲ့သားသမီးနဲ့ဘဝမှာချစ်တယ်ဒါမှဆက်ပြီးတော့ပြောတယ်ပါလေဒီချမ်းတယ်ပြောတယ်နဲ့တော့နံပါတ်1ကလေးပါသူစက်နဲ့ပတ်သက်လေးရတယ်နံပါတ်2ကကဲပြီးတော့ဘောဟာအချင်းတွေကိုစွမ်းနိုင်တဲ့ဆိုပြရတယ်လို့ရှိလို့ရှေ့ဝစကားပြောတယ်ကဲတက်ရအောင်လေညီတော်အရမှာအလေးမနေနဲ့တောင်းဝန်လို့ပြောဒီနှစ်ခုပဲပြောချင်တယ်ညီတော်နဲ့အလေးမနေတော့မှမနေနဲ့တောင်းဝန်ပြေးပါလေဒီလိုလေးပဲပြောပြမန္တလေးနဲ့ညီညွတ်နဲ့ပြည်တာဒီပါပါလေပြောကြည့်ပါဒီမပြောရတော့ကြတော့ပြောကြည့်ညီညွတ်ကနေတယ်မန္တလေးကโอเคဆက်ရအောင်လို့အဲ့ဒါရောတော့နေပါတော့မင်းတို့လည်းချက်ပေါ်နေတယ်ဘာပါလဲမန္တလေးကနေအဲဒီလိုလို့မန္တလေးကနေဒီလိုကအမြင်တော့ပြတယ်ဒီမင်းနဲ့မှာပေါ်ပြီးတော့ရင်းနဲ့ကိုရှိမှရှိတဲ့အဲဘုတ်ထဲမှာရှိတဲ့နေမျိုးရှိတဲ့ဒီစုံတော်မြင်ရဘယ်နဲ့ဘယ်လေးဘယ်နဲ့ဆက်ရအဲ့ဒီနေနဲ့ကိုယ်တိုင်ကိုယ်တိုင်ဘယ်မှာပါနေကြတဲ့မှာကိုကြည့်လိုက်တမျိုးတစ်တိုင်းလို့ဆိုပြရတယ်အဲ့ဒီမှာရှိတဲ့အမြင်ချင်းမြင်နေတဲ့အမြင်ပို့ပြီးတော့မှဒီဘောအိုက်စားတာပေါ့မြင်နေပို့တော့မှကျဲနေတယ်မြင်ကျဲနေတယ်ပြီးတော့နေမှာပုံနေတာတတိယကမြင်ပြီးတော့အရက်ဆိုတော့ဘယ်ရင်းကျက်တယ်ပေါ့ပြောင်းလဲနေပြီနော်မရင်းကျက်တာပြောင်းလဲနေပြီနော်တလေးဆိုင်တယ်ပြောင်းလဲနေပြီနော်စိတ်ကောက်နေတယ်စိတ်ကောက်နေတော့အဲ့ဒီကလေးစားတဲ့လူရဲ့စတောင်းခြင်းကလေးစားတဲ့လူရဲ့ကျမ်းစာပတ်ခြင်းကလေးစားတဲ့လူရဲ့ဘုရားမမြင်တဲ့တောင်းပေါ်စတဲ့ရစ်တဲ့လူဘုရားမမြင်တဲ့ဘာလို့လဲအဲ့တော့ဘုရားကလည်းကလေးစားတဲ့လူကရစ်တဲ့လူညီတော်ရပါအရှင်းနေတယ်တော့ဘာလို့လဲဒီလိုလိုကရှင်သာဘုရားအညီကိုကာလို့ရှိတယ်တခင်ရှိတယ်ပြီးတော့ဆက်ရတယ်တော့ရပြေပေါ်လာတယ်တူတယ်ညလာတော့တောင်းတော့ကိုစိုက်တော့ပါတော့ဒီပဲကေဒီရဲ့ယာကုပ်ရဲ့ရောဟန်တော့ကိုစိုက်တက်ပေါ်ပါတယ်ပေါ်ပါတယ်အပေါ်ရတော့တကယ်ရှိတော့ဘယ်လိုမြင်လဲရောမြင်လားဘယ်လိုမြင်လဲတော့ဒီလိုဒီလိုဘာမှမသိဘယ်လိုမြင်လဲတကယ်ရှိရဲ့ခန္ဓာကိုယ်ကလည်းတရားမျိုးဘာလို့တော့တော့ချွေးနေမှာပေါ့တကယ်ကျခန္ဓာကအလေးနေတာဟုတ်ပြီနော်အေးချပါလားပြီးတော့မှတကယ်ရှိတဲ့ပုံမှာခြုံထားတဲ့ဝိညာဉ်ပါလေနေတော့မှအပဲခေါ်ရနေတယ်ခေါ်ရတဲ့စကားကလည်းအဝိရှော်လေးပြောတာခေါ်ရတယ်ဒါနန်းနေစကားတော့ဘယ်လိုရှိရှိစကားလဲအဲ့ဒါခေါ်ရတယ်ဘယ်သူမှမတတ်ဘူးတော့တာဖွင့်ရတယ်ဘယ်တော့မြင်မှုကလည်း never seen before တကယ်ရှိတဲ့ပုံမှန်မမြင်ဘူးဒါဆိုတော့ညီညီတော့ရက်ပေါ်နေရှိတယ်လို့မြင်တာဘယ်လိုရောက်ပါလဲဒီလိုလေးပဲတာဘယ်ရင်ချက်တဲ့လူကတကယ်ရှိနေတာတောင်းဆက်ရှင်းတဲ့လူရှိတယ်ဒီဟောလာစားဘာသာရှိနေတာဘတ်မီတာစကန်မီတာတတ်မီတာရှိလားရှိတော့ဒီလိုစားရစားတယ်
That's how much she she because of her mother. Her mother, I can't even she I can't even remember. I'm the daughter. The people are talking about she said, I'm she okay. Then I'm not. The other person. Okay, that's very good. Okay, now I'm she. But her mother, I'm she. India. So all together, Shekushi. Okay, now, radio was a mother, not India, don't be so not Shekushi. Hello, radio was a fellowship. Shekushi, not so slow, together, and you don't in section or something. Realize a shame people about. I don't know what happened. She's became people. That's what she became. Yes, people. The trying about Chihuahua. Let go of the way to go outside. Teaching us, teaching you get a son with a thing. A chicken train teach one. You are set for that. I am dead, but we have a we think that. She won't believe that taking a son creation one. And clean it to the other way. Kami tu kuah ini, tu sih apa? Tidak dipanggil saya, tu sih apa? Tidak boleh jadi, tu sih apa? Tidak boleh kan? Dia ada, tu sih apa? Tidak ada, tu sih apa? Semua orang itu, yang jangan ada kamu. Tapi sih komisi kita tak pernah tu sih apa? Mewah. Kalau tu dia lagi ada, biar macam jangan ada. Tu dia kok ini, kita kena dikontrol, kita ada. Cije, jangan ada. Kalau Yesus itu tujuannya, kita tidak ada kisah. Tu orang kanan apa? Ini awal asal semua ada jauh lebih banyak. Macam sejarah dunia ini, sebelum ini, tak menginjil tidak ada sebelum ini. Tak ada macam apa yang menginjil tidak ada yang sebelum berubah dunia. Menginjil tidak ada. Menginjil tidak ada berubah sebelum. Macam dia berubah. Orang lima. Jadi kalau mana, kalau mana, cara yang macamnya sangat ini bagus. Esok yang miao, cuma cuma ini tak ada next. Okey, esok miao ni, peba tu, tapi nak kasih. Cara apa ni? Jadi akan kita tidak join dari mana tu kok bisa ni? Okey, kok bisa ni? Jadi cuma tidak ni. Okey, yo ada peba tu, tapi nak kasih. Yang saya nak cakap. Kalau kita ni kita kalau tahu ni, kalau ada ni macam mana? Siapa? Cara macam apa? Ini mana kata? Yo, peba tu, tapi nak kasih. Apa orang ni? Di mana kecil ni peba tu tahu ni dolar. Ini macam kalau ini singkat, bukan apa. Kenapa aku sudah? Kenapa aku apa ini? Aku tak tahu tahun ini sudah. Cina di Cina ni ada mana? Betul. Cina ni ada mana? Ini ada mana? Tapi di orang itu dia semua saya minum aku sendiri. Cina ni asal biar asal orang jual orang. Kalau minum dah ada jangan aku minum lebih banyak dari itu. Orang itu dia macam macam ada apa? Orang yang sedang menaruhkan news, komputer, semua ada. Dia kan dia kan sending upgrade atau sending ibadah mana? Ujian mana? Sending upgrade atau yang mana? Yang lima ada. Baru boleh berbicara. Kaya dan kesalahan berdoa. Mana tu kan? Maksud waktu orang sambil apa pasal ini? Dan tunggu apa masuk kamu di bawah ini? Dia apa channel ini? Dia apa dengan kau ini? Channel ini orang di China ini. Kenapa sampai? Ini sebab sampai. Jangan lupa istirahat ya. Jangan suka ngomong itu. Waktu dia itu mana. Aku dah bilang itu. Karena dia berkumpul.
လေးဆိုင်တော့တာတော့ဘုရားဒီနေ့ပါတဲ့ဘာလို့အားပါတကယ်နဲ့ရှင်းကြတာကိုရှင်းတော့ဖြစ်ကြောင်းပြလို့ရှိပါတယ်အားတော့ဘုရားရှိပါစေနံပါတ်1ကဘာနံပါတ်2ပြရမယ်ဒီကနေ့ဘာသာပြန်ပြရမယ်နံပါတ်2ကနောက်ဘုရားရဲ့စတိတွေကဘဝအောင်မှအချင်းဆွေးနွေးတဲ့ဆက်ရလို့မရှိဘူးအဲ့တော့ဒီလိုတော့အစမရင်းကျတဲ့ကတာကိုကျွန်တော်ဒီလိုမဟုတ်ပဲနဲ့ရှင်းချက်ပြီးနေတဲ့ဒီလိုတော့အစကပုံပဲဘာလို့လဲဒီနေ့အေးအရေးကပုံလဲဆိုတာကမရင်းချက်တဲ့ကတာမှာမင်းကြတဲ့လူတွေရေးတဲ့တခုဖြစ်တဲ့ချက်ချင်းဆိုရင်ဘာမှလည်းတော့လည်းစဉ်းစားတယ်ဒါပေမဲ့ရှင်းချက်ရတယ်အမှုကိစ္စတူရတယ်အတူတူပဲဥပမာဘာနဲ့ပုံမှာတော့လေကြောက်အောင်ပါစောက်တဲ့ဒီမှာရှိနေတဲအောင်ပါစောက်တဲ့ဒီမှာအဲ့ဒီအိမ်ကိုပြောင်းလို့တော့တော့ရှိပါတယ်တဲ့တဲ့အိမ်ကတော့ဘောပါတယ်ဒီဘက်လည်းမှန်တယ်ယေစီဘာလို့လဲယေစီတော့ဘောပါတယ်ဒီဘက်လည်းယေစီတော့ဘောပါတယ်ဒီဘက်လည်းယေစီအဲ့ဒီဘောပါတယ်ဒီဘက်လည်းယေစီအဲ့ဒီဘောပါတယ်ဒီဘက်ကယေစီတယ်ကွာကတအိမ်နဲ့ကျွန်တော်အိမ်စလုံးလုပ်တာအိမ်စလုံးကျုံတာနဲ့အတူကြောက်မှာဆောက်တယ်တဲမှာဆောက်တယ်ပြုတ်တယ်ဘောပါတယ်ယေစီဒီဘက်ယေစီစုံစမ်းနေဆောင်တယ်တော့လည်းနေစချင်ချမ်းနေဆောင်တယ်ကျုံတာနဲ့အတူဘယ်ရင်းချက်တယ်ရှင်းချက်တယ်ခံရတယ်တခုခုဆိုရင်ရင်းချက်တယ်ဆိုရင်ရှင်းချက်တယ်ကကိုယ်တိုင်မဆိုးတဲ့တူညောင်းပြန်အားပေးတယ်တော့ကျွန်တော်တို့အရင်အားပေးခံရတာမဟုတ်လည်းအားပေးဖြစ်ရတယ်ရှိတယ်ဘာမှမနေရဘူးဒီနေ့ပဲရားနဲ့ဆိုင်တဲ့ရားနဲ့အားခံတာရားနဲ့တော့ဆက်တော့ကြရအောင်တော့ဆက်ကြအောင်ရှိပါစေအာမင်ဆရာကျေးဇူးတင်ပါတယ်ကျွန်တော်စိတ်က